ဒီလုတ်ချန်တက်ဖြတ်သူဟာသူ့ရဲ့ညာဘက်လက်မှာဒဏ်ရာရထားတယ်လို့ဟန်ဆောင်ပြီးကြောက်ပက်တီထဲမှာတနက်ကလက်ကိုခွဲထားခဲ့ပါတယ်သူ့ရဲ့အစီအစဉ်ကယိုယိုလေးပါပဲဝီချင်းနဲ့တွာလာနေရတဲ့တထေးကြီးတယောက်ကိုရှင်းထုတ်ရလာမယ့်စုချင်းငွေအများမြတ်နဲ့အနားယူလိုက်ဖို့ပါဒါပေမဲ့သူစတင်တိုက်ခိုက်တော့မယ့်အချိန်မှာပဲနောက်ထပ်လုတ်ချန်တက်ဖြတ်သူတယောက်ဟာအဝေးကနေ sniper rifle နဲ့ပေါ်လာခဲ့ပါတယ်အဲ့ဒီဒုတိယမြောက်လုတ်ချန်တက်ဖြတ်သူကပြစ်မှတ်ရဲ့နှလုံးတဲတဲတူအပိုင်းပစ်ခတ်လိုက်တာကြောင့်လူတွေအားလုံးထိုက်လန့်တကြဖြစ်ကုန်ပြီးတပ်တော်ဆောင်တွေကလည်းလူသက်သမားကိုနေရာအနှံ့လိုင်းရှာကြပါတော့တယ်ပထမလုတ်ချန်တက်ဖြတ်သူစတလုံးဟာတန်ရှင်းရေးသမားအဖြစ်ဟန်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားနေတဲ့ဒုတိယမြောက်လူသက်သမားကိုတတိစားမိတော့ပါတယ်လူရဲ့စုချင်းငွေတွေလက်လွတ်ရတော့မယ်ဆိုတာသိလိုက်ကြကြောင်းအကောင်းဆုံးနေရာကနေအပိုင်ပစ်လိုက်ပြီးမဲ့လွဲချော်သွားခဲ့ပါတယ်တစ်ဖက်ကလည်းပြန်လေပစ်ခတ်တာကြောင့်သူတို့နှစ်ယောက်လုံးအကအကွဲယူရင်အပြန်အလှန်အခွင့်အရေးကိုစောင့်ကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲတပ်တော်ဆောင်အများပြားကဒုတိယလုတ်ချန်တက်ဖြတ်သူကိုဝိုင်းလိုက်ပြီးမဲ့သူကတော့3စက္ကန့်အတွင်းမှာအားလုံးကိုအပြည့်ရှင်းပြလိုက်ပါတယ်စလုံးစက်တိုက်ဖိခတ်နေရင်သူရင်ဆိုင်နေရတာတကယ်ကျွမ်းကျင်ပညာရှင်တယောက်ဖြစ်မှန်သိလိုက်ရပါတယ်ဒါပေမဲ့တစ်ဖက်လူကတော့စိုးရင်ရမယ့်အစားဒီလိုစိန်ချော်မှုမျိုးကိုပို့ပြီးတော့တော်ကြနေပုံရပါတယ်မကြခင်မှာပဲရဲကားနဲ့စီးရောက်လာပြီးထွက်ပြေးမဲ့လန့်ကိုပိတ်လိုက်ပါတယ်အပြန်လန်ပိတ်ခတ်မှုကြတဲ့ပိတ်မိသွားတဲ့ဒုတိယမြောက်လူသက်သမားကတော့မမျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒါကတော့ရဲရီစီမှာအဖမ်းခံလိုက်တာပါပဲရဲရီကဒုတိယမြောက်လူသက်သမားကိုဖမ်းဆီးခေါ်ဆောင်သွားကြည့်မှာတော့စတက်လုံးတယောက်လက်လျှော့ဆုတ်ခွာခဲ့ရပါတော့တယ်